မင်းတို့တေလူရဲ့အဝတ်စားတွေကိုနှမျောလို့ဆိုပြီးပြင်မဝတ်ဖူးကြဘူးမလားဒါပေမဲ့တေတဲ့လူအိတ်ခဲ့တဲ့ဖလာစုပ်တစ်ချက်ကရွာရလုံးကိုသွေးပလေဝေစေခဲ့တဲ့ဆိုရင်ကောမင်းတို့ယုံမလားညောင်ညူပင်ရွာကလေးရဲ့ညာကတိတ်ဆိတ်လွန်လာတယ်ပစင်းရင်ခွဲတန်တွေနဲ့ဖားအော်တန်းတွေကလွယ်ရင်ဘာတန်းမှမရှိဘူးဒီရွာကလေးမှာလက်စစ်မိမရှိသေးတော့ည8နာရီဆိုရင်ပဲတရွာလုံးမှောင်အတိကြပြီအိမ်မောကြနေကြပြီဒါပေမဲ့ရွာအစွန်ကအိမ်အိုလေးတစ်လုံးထဲမှာတော့မီးခွက်မိန်လေးလင်းနေတုံးပဲအဲ့ဒီအိမ်မှာနေတာကတော့မိဘမဲ့လူငယ်လေးကြော်စွာနဲ့သူ့ရဲ့ညီမလေးနှင်းဦးတို့ဖြစ်ကြတယ်ကျော်စွာကရွာထဲမှာကျုံရလူမုံအလောက်ချမ်းလုပ်ပြီးညီမလေးကိုရှာကျွေးနေရသူပေါ့အခုဒီညအရန်အေးတယ်နော်လေကလည်းတိုက်လိုက်တာတရှူးရှူးနေနေဦးရမိုးကလည်းရွာမဲ့ထင်တယ်အိမ်ကလည်းအမိုးကမလုံးဂျမ်းမြင်ကလည်းဝါချမ်းကင်းဆိုတော့အောက်ကလေတိုးတာပေါ့နေဦးငါမနေ့ကတောကုန်းဘက်ကကောက်လာတယ်ဖွာအဟောင်းတစ်ချက်ရှိတယ်အဲ့ဒါခင်းပြီးအိမ်လိုက်ကျော်စွာကအိမ်တောင်မှာလိတ်ထားတဲ့ဖျားဟောင်းကြီးကိုဆွဲဖြန့်လိုက်တယ်ဖျားကြီးကဝါနီးဖျားအမျိုးစားထပြီးညိုခွိုင်းနေရပဲထူးဆန်းတာကအဲ့ဒီဖျားကြီးစီကနေရင်ပုတ်နဲ့လိုတွေးညီနဲ့လိုအနံ့ဆိုးတစ်ခုကလေထဲမှာပြန်လွင့်လာတာပဲအခုဒီဖျားကြီးကအနံ့ဆိုးလိုက်တာပြီးတော့ဘာလို့အကွက်ကြီးတွေဖြစ်နေတာလဲနင်းဦးကဖျားကြီးကိုမရဲရဲကြီးရင်မေးတယ်ဖျားပေါ်မှာမဲနဲ့နေတဲ့အကွက်ကြီးတွေကအများကြီးပဲကျော်စွာကတော့အကြီးမကြိုက်သလိုရဲလိုက်ပြီးအော်ပိုင်ရှင်မရှိပဲလွတ်သွတ်ထားတဲ့ဖျားပဲညစ်ပတ်နေမှာပေါ့ဒါပေမဲ့အထူးကြီးဟာခင်းအိတ်ရင်အောက်ကလေးမတိုးတော့ဘူးကဲအိတ်တော့ကျော်စွာကဖျားကြီးကိုခင်းပေးပြီးသူ့ညီမလေးကိုအိတ်စေခဲ့တယ်သူကိုယ်တိုင်ကတော့ဘေးနာကဝါကပ်ပေါ်မှာပဲလှဲအိတ်လိုက်တယ်ညတန်းရောက်ရန်7နာရီညောင်ညိုပင်ရွာကြီးတစ်ခုလုံးမိုးတက်လေပြင်းတွေကြာလာပါတော့တယ်တဝုံဝုံနဲ့တိုက်ခတ်နေတဲ့လေပြင်းတွေကြားထဲမှာကြော်စွားတယောက်အေးပတ်ပြီးနိုးလာခဲ့တယ်ညအပြင်ကညောင်ပင်ကြီးစီကလေတိုးတန်းကခွေးဦးတန်းလိုမိမ့်မတယောက်ငိုတန်းလိုထွက်ပေါ်နေတယ်ကြော်စွားမဲ့လုံးဖွင့်ကြည့်လိုက်တော့အိမ်ထဲကရေနနီစီမီးခွက်ကငိမ့်လူငိမ့်နီးထင်နေတော့ပြီအဲ့ဒီအချိန်မှာပဲကျော်စွာနားတဲကိုထူးဆန်းတဲ့အတန်တန်ကြားလိုက်ရတယ်ရှစ်တကူကူကိုဂျမ်းပြန်ပေါ်မှာဆွဲသွားတဲ့အတန်ကျော်စွာဘေးနားကိုစမ်းကြည့်တော့ညီမဖြစ်သူနှင်းဦးမရှိတော့ဘူးနှင်းဦးဖဲသွားတာလေကျော်စွာအိတ်ချင်မှုသူညမီးခွက်ကိုမြင့်လိုက်တဲ့အချိန်မှာပဲမြင်လိုက်တဲ့မြင်ကွင်းကြောင့်တကိုယ်လုံးသွေးဆုပ်အေးဆက်သွားခဲ့ရတယ်နှင်းဦးကအိမ်ရဲ့အလဲကောင်မှာလဲနေတာမဟုတ်ဘူးသူမအိတ်ခဲ့တဲ့ဖျားညိုကြီးကနှင်းဦးရဲ့တကိုယ်လုံးကိုပတ်ချလဲလိတ်ပတ်ထားပြီးဂျမ်းမြင်ပေါ်မှာအလိုလျောက်တရွတ်တိုက်ရွေလာနေတာပဲအကုန်ကဲပါအောင်ဖျားလိတ်ကြီးတွေကနေနှင်းဦးရဲ့တိုးဖြော်လုံးနဲ့ညီးသွားထန်ထွက်လိုက်ထူးဆန်းတာကအဲ့ဖျားကြီးရဲ့နှီးစကွက်တွေကနေသွေးနီအောင်အည်တွေကတစိမ့်ထွက်ကြလာပြီးဂျမ်းမြင်ပေါ်မှာရဲတဲ့နီနေတာပဲဖျားကြီးကနှင်းဦးရဲ့သွေးတွေကိုစုပ်ယူနေသလိုမျိုးပေါ့နှင်းဦးကျော်စွာချက်ချင်းထခုန်ပြီးဖျားလိတ်ကြီးကိုအတင်းဆွဲဖြန့်ဖို့ကြော်ကြိုက်လိုက်တော့ဖျားကြီးကလူတယောက်အားနဲ့ဆွဲယုံလို့မရအောင်တာမနာလိုကြက်တန်းနေတယ်ပြီးတော့ဖျားကြီးထဲကနေမိန်းမတယောက်ရဲ့စူးရှာတဲ့ရဲတန်းကြီးထော်လာတယ်ကျော်စွာကြောက်လန့်တကားနဲ့မီးဖို့တန်းတဲ့ကဓာမကိုပြေးယူပြီးဖျားကြီးကိုခုတ်ဖို့ပြင်းလိုက်တဲ့အချိန်မှာပဲအိမ်တကားဝကနေဝုန်းကနဲ့အတန်ကြီးမြည်သွားပါတော့တယ်မုံတန်းလေချောင်းပွင့်သွားတဲ့တကားဝမှာသပင်ဖားလျောက်ချထားပြီးမျက်လုံးမရှိတဲ့သွေးမြင့်ရင်တွေစီးကြနေတဲ့မိန်းမတယောက်ကမတ်တက်ရက်နေတယ်သူမရဲ့ခြေထောက်တွေကမြေပြင်မှာမရှိဘူးလေထဲမှာပြန်နေတာပဲအဲ့ဒီတရေမကကြော်စွားကိုစိုက်ကြည့်ပြီးသွေးအေးလာတဲ့အတန်နဲ့ပြောလိုက်တယ်မင်းနောက်ဖြာကိုခုတ်ခဲ့တာပါလေပြင်းတန်ကြောင့်ဝုန်းကနေပွင့်ထွက်သွားတဲ့တကားဝမှာရက်နေတဲ့ထိုမိန်းမပြက်ကြီးရဲ့ပုံစံကလူမဆန်လွန်းလာဘူးစုပ်ဖဲတဲ့တပီးအနက်ရောင်ကြီးကိုဝှက်ထားပြီးသူမရဲ့ရင်းပတ်ကြီးကဖားဖို့ကြီးသလောက်တစ်ချက်နှိမ့်တုံမြင့်တုံနဲ့အသက်ရှူတန်းဖြင်းဖြင်းကြီးထွက်နေတယ်သူမရဲ့ရှည်လန်းလာတဲ့လက်သွဲကွဲကြီးတွေကအိမ်တကားတိုင်ကိုကုတ်ချစ်လိုက်တဲ့အခါ
ဂျင်းဂျင်းဆိုတဲ့တွေးပက်စရာအတန်းကညအကဘာကြီးကိုတုံခါသွားစေတယ် နာဖြာကိုပြန်ပြီး တရေမရဲ့အတန်းကအိမ်ခေါင်မိုးပေါ်ကတွတ်ကြားတွေကိုတုံခါသွားလောက်အောင်ဆူရှာလောနေကြော်စွာလက်ထဲကဓာမကြီးတောင်တုံညင်းလာခဲ့ပြီဒါပေမဲ့ညီမဖြစ်သူနင်းဦးရဲ့လေပင်ကိုဖျားလိပ်ကြီးကပိုးပြီးတင်းကျပ်စွာရစ်ပတ်လာတာကိုမြင်လိုက်တဲ့အခါကြော်စွာစီမကြောက်စိတ်တဲ့ရဲစိတ်ကဥဆောင်သွားခဲ့တယ်။ယောမင်းဘာကောင်လဲငါညီမလေးကိုလွတ်ဆန်းကြော်စွာအော်ဟစ်ပြီးလက်ထဲကဓာမကြီးကိုအိမ်အလဲကောင်ကဖျားလိပ်ကြီးကိုဝုန်းကနေခုတ်လိုက်ကောဖုံးထူးဆန်းတာကဝါနီးဖြာကိုခုတ်လိုက်တာခက်ပေမဲ့တန်တွင်အစ်စ်ကိုခုတ်မိသလိုမျိုးမီးပွင့်တတ်မှုအထန်ကြီးမီသွားပြီးကြော်စွာလက်ထဲကဓာမကြီးလွတ်ကျသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအိမ်တကားဝါကတရေမကလီတဲကနေဝူးကနေပြန်ဝဲယုံရောက်လာပြီးကြော်စွာရဲ့ရင်ဘက်ကိုခြေထောက်နဲ့ကန်ကျုပ်လိုက်ပါတော့တယ်။ကြော်စွာအရှိန်နဲ့လွင့်သွားပြီးအိမ်နံဝါကတ်ကြီးကိုစောင့်မိပြီးပစံထဲကသွေးပုတ်တွေအန်ကျသွားခဲ့တယ်။မျက်လုံးတွေပြာဝေနေတဲ့ကြားထဲကကြည့်လိုက်တော့တရေမကနှင်းဦးကိုပတ်ထားတဲ့ဖျားလိကြီးကိုလက်တစ်ဖက်ထဲနဲ့မချီပြီးအင်ပြင်ကိုဆွဲထုတ်သွားနေပြီ။နှင်းဦးရဲ့မျက်နှာလေးကတော့အောက်ဆီဂျင်ပြတ်ပြီးပြာနှမ်းလို့ကြော်စွာတကိုယ်လုံးနာကျင်နေတဲ့ကြားထဲကအင်ပြင်ကိုလွတ်တရွတ်တိုက်ပြီးလိုက်ခဲ့ရတယ်။အပြင်မှာတော့မိုးကတဲတဲမဲမဲရွာနေုံပဲ။ဘွက်တဲတော်တွေကြားထဲမှာတရေမကဖျားလိကြီးကိုဆွဲပြီးရွာအစွန်ကတောကုန်းဘက်ကိုဥတီပြေးနေတယ်။ကြော်စွာလည်းအတက်ကိုပဓာနာမထားပဲမိုးရီထဲမှာလဲကျလိုက်ပြင်းထားလိုက်နေတရေမနော့ကိုမမိတ်မသွန်းလိုက်သွားခဲ့တယ်။ရွာအစွန်ကတချိုင်းဟောင်းအနီးရောက်တဲ့အခါတရေမကရုတ်တရက်ရက်တန်းသွားခဲ့တယ်။ပြီးတော့ဖျားလိကြီးကိုမြေပြင်ပေါ်ပစ်ချလိုက်ပြီးကြော်စွာဘတ်ကိုလှည့်လာခဲ့တယ်။မိုးယိုဝုံကနေပစ်ချလိုက်တဲ့အလင်းအောင်မှာတရေမရဲ့မနာဆိုးကြီးကိုကြော်စွာအထင်ရှားမြင်လိုက်ရတယ်။သူမဟာလွန်ခဲ့တဲ့တလတ်မှတည်းရွာထဲမှာအသေးစိုးနဲ့တေဆုံးသွားတဲ့တားတယ်လို့ယူဆွတ်ပြီးကိုဆွဲကြိုးချတေးသွားတဲ့မညင်းစီဆိုတဲ့မိန်းမကြီးဖြစ်နေတာပဲမညင်းစီမင်းကတေးပြီးပဲငါညီမလေးကိုဘာလို့ရန်ပြူရတာလဲကြော်စွာမိုးရီထဲမှာဒူးထောင်ပြီးမောဟိုက်စွာမေးလိုက်တယ်မညင်းစီရဲ့ပုံစံကတဟာဟာအော်ရလိုက်ပြီး နာတေလူကရွာကလူတွေကနာလုံးကိုတင်ချပြီးနေပါပြီဒီတော်ကိုမှတင်ရပြီးထားကြတာနာရဲ့ထွေးပြီးနာရဲ့ရှယ်ယူပြီးအားလုံးဒီဖြာကြီးမှာစင်ဝင်နေတာဟာမင်းကနာလန်တဲ့ဖြာကိုမိမိမကိုပြည့်ပြည့်ရခေါ်ပြီးဟာဟာဟာပြောဆူနဲ့မညင်းစီကသူမရဲ့လက်သွဲခွဲကြီးတွေနဲ့ကြော်စွာရဲ့လေပင်ကိုလှမ်းညိတ်ဖို့ပြေးဝင်လာပါတော့တယ်ကြော်စွာလည်းအသက်ပြဲနဲ့ဂျုံလာတော့မျက်လုံးမှိတ်ပြီးခူးဟန်ကိုပြင်လိုက်တဲ့အချိန်ပါပဲတောအုပ်ထဲကနေထူးဆန်းတဲ့အလင်းရောင်အဝါရောင်ကြီးတစ်ခုဖြာထွက်လာပြီးမညင်းစီရဲ့ကိုလုံးကြီးကိုနောက်ပန်လွှင့်သွားစေလိုက်တယ်မညင်းစီကနာကျင်စွာအော်ဟစ်ပြီးအမောင်တို့ထဲကိုစုတ်ခွာသွားခဲ့ရတယ်ကြော်စွာမျက်လုံးဖွင့်ကြည့်လိုက်တော့ရှေ့မှာအသက်80ကျော်ခန့်လက်ထဲမှာကျင်းလုံးတစ်ချက်ကင်ထားတဲ့အဘိုးအိုးတယောက်မှတ်တက်ရက်နေတာကိုမြင်လိုက်ရတယ်သူကတော့ရွာဦးကျောင်းကဝေဒမဒန်တက်တဲ့ဆရာဦးဘာတဲ့ပဲထပ်ပါတော့တယ်ကျော်စွာမင်းညီမလေးကိုအမြင်ပွေ့ပြီးငါနောက်ကိုလိုက်ခဲ့တော့မညင်းစီရဲ့ရန်ညိုးကအခုမှစတာသူမလွယ်လွယ်နဲ့လက်မလျှော့ဘူးမဟုတ်ဘူးဆရာဦးဘာတဲ့ရဲ့အကူအညီနဲ့နှင်းဦးကိုဖျားလိကြီးတွေကနေဆွဲထုတ်ပြီးဆရာရဲ့အိမ်ကိုအမြန်ခေါ်လာခဲ့ကြတယ်ဖျားလိကြီးကိုတော့ဆရာကအင်းကွက်တွေချပြီးအိမ်ရှိမှဖိနှိပ်ချခဲ့တယ်အိမ်ထဲရောက်လို့နှင်းဦးကိုအဝတ်စားလဲပေးပြီးတတိယအောင်လှုပ်ပေးတဲ့အခါနှင်းဦးကမျက်လုံးပွင့်လာတယ်ဒါပေမဲ့ထူးဆန်းတာကနှင်းဦးရဲ့မျက်လုံးတွေကပုံမှန်မဟုတ်တော့ဘူးသူမရဲ့တငယ်အိမ်တွေကကွဲပြောက်နေပြီးမျက်စမ်းဖြူကြီးတွေပဲဖြစ်နေတယ်ပြီးတော့နှင်းဦးကကြောစားကိုစိုက်ကြည့်ပြီးမညင်းစီရဲ့လေတံတိုင်းတအီအီနဲ့ပြောလိုက်ပါတော့တယ်အခုနေမိုဘိုင်းစားလေးတွေ့တော့ချင်